င်္ဂလာပါချစ်တို့ရေကဲညစာတူတူစားကြရအောင်ရှင်ညစာကတော့ကျွန်တော်ကအတီးရတော့ရွှေပင်သီးရပို့ပေးလိုက်တယ်တပြစ်သီးအချိုလေးနဲ့ပြီးတော့ကြတော့မြင်းခွာရဲ့တုပ်ကလေးပါရှင်ကဲဒါတစ်တော်ချစ်သူတွေရဲ့စွမ်းအားနဲ့စားရတဲ့အတီးလေးတွေပါရှင်နော်တယောက်နဲ့တယောက်ချစ်ကြတာမေတ္တာစာတွေအနေနဲ့ပို့ကြတာပေါ့နော်ဒါတစ်တော်ကျွန်တော်တစ်တော်ရိုက်လို့အဲကြောင့်ချင်းတို့တစ်တော်ဆော့ကြလို့ပြောတာတစ်တော်ကိုဒီဇိုင်းမတ်ဆော့လိုက်ပါနော်ရောက်ကိုရောက်လာပါလိမ့်မယ်တနေရာတော့ဆဲခံရရင်လည်းဆဲခံရပေါ့ဗျာချစ်ရင်လည်းချစ်ပေါ့ဗျာနော်ကဲစားမယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်ကလည်းစိတ်ထဲမှာနှစ်ကကချစ်ရလို့အားလုံးကချစ်ချင်းမြတ်တာတွေဟိုဟာပေါ့နော်တယောက်နဲ့တယောက်ရောင်းမြဟက်ကြတာပါရှင်စားပြီနော်ငါလူတင်းလေးနဲ့ရှေ့ကောင်းนี่မဲမဲရမရှိတယ်လို့ဗိုက်စားနေရအဲ့ကြောင့်အတုပ်ကလေးနဲ့ကြံတာနဲ့စတုပ်လိုက်တာရှင်အမကောင်းဒီတပြစ်ဒီလေးอ่ะပေါင်းတာချိုးနာမဟမီမဟမီကိုမကျွေးမှဆိုလို့အားလုံးကတတိပေးကြဖုံးလာလို့ရှင်ဒီအတီးကိုမစားဘူးလားအစားစိမ့်စိမ့်ကြီးဆိုတော့လေဟိုမှာဖြစ်မှန်လားဖန်နာတို့ပြုတ်မှာတော့မှန်လားတော်ကိုချိုးတာနော်အဲ့ကြောင့်ဈေးကြီးပေးရတာပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ရွှေပေနေကိုလည်းဈေးကြီးတဲ့အတီးတွေကောင်းတဲ့အတီးတွေကြီးပဲပို့လိုက်တာရှင်တမီးငယ်လေးကိုလည်းမိအောင်လို့ဆိုပြီးတော့အကြောင်းမကြားပဲနဲ့ပို့ပေးလိုက်တာလေရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နေ့လယ်မှာပြောလိုက်တာပေါ့နော်မင်္ဂလာပါဘောစီတို့ရေဆိုတဲ့အမှတ်သားလေးကရွှေပင်သီးရဲ့အမှတ်သားလေးပဲလို့နားထဲမှာဆွဲလိုက်တယ်လို့မင်္ဂလာပါဘောစီတို့ရေဆိုတဲ့အတန်လေးနဲ့နှုတ်ဆက်တာပေါ့နော်အဲ့လိုအမှတ်သားတစ်ခုခုရှိရတယ်လို့ကိုယ့်ရဲ့ logo လေးပေါ့နော်အဲ့အကြောင်းလေးပြောလိုက်တာအဲ့နဲ့ဒါ surprise အနေနဲ့လာပို့တာပေါ့ဗျာကျေးဇူးအများကြီးတင်ပါတယ်ရှင်မစားဘူးတာကြီးလည်းစားရတာပေါ့နော်တကယ်ကိုပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဘဝတက်တန်းမှာဆိုရင်တော့ဒီရဲ့ကာလတစ်တော်ဆော့နေတဲ့ကာလတက်တန်းလေးဟာဘဝမှာမမေ့နိုင်စရာအကြောင်းအရာတွေဖြစ်နေဦးမှာပါရှင်